Okay ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဘာလုပ်ပြမလဲဆိုတော့ကျွန်တော်နဲ့အတူဒီ podcast တွေနားထောင်တဲ့သူတွေများရှိတယ်မသိဘူးဒီ podcast တွေနားထောင်တဲ့အခါကျရင်ကျွန်တော်တို့ဒီဖြစ်လေးဖြစ်တာရှိတယ်ဒီအင်္ဂလိပ်စာနားမလဲတာတို့နောက်ပြီးဒီ podcast တစ်ပုဒ်လုံးကိုထိုင်ကြည့်ဖို့အတွက်အချိန်ကြီးအရန်ကြာတာတို့နောက်ကိုလိုချင်တဲ့ဒီ shortcut point လေး target point လေးတွေပဲတည်ချင်တာတို့ခါကြရင်ကျွန်တော်တို့ AI ကိုသုံးပြီးတော့ဘယ်လိုလုပ်အောင်မလဲဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးမှာကျွန်တော်ကိုယ်နိုင်လေဒီ podcast တွေနားထောင်တဲ့အခါကျရင်ဒီအင်္ဂလိပ်စကားနားမလဲလို့တချို့ podcast တွေကိုကျွန်တော်နားထောင်ခြင်းပေးမဲ့တွေနားမထောင်ခဲ့ရဘူးအဲ့တော့အခုလက်ရှိ AI နေပေါ်လာပြီ AI နေရဲ့ကျေးဇူးကြောင့်ပဲကျွန်တော်တို့ဒီကျွန်တော်လုပ်ထားတဲ့ဒီ prompt လေးတစ်ခုနဲ့ကျွန်တော်ဒီ AI နေရဲ့ podcast တစ်ပုဒ်လုံးကိုကျွန်တော်တို့ဒီအဓိကဒီ podcast တစ်ပုဒ်လုံးနားမထောင်မင်းနေဒီ prompt တစ်ခုတည်းဒီ transcript ရိုက်ထည့်လိုက်တာနဲ့ဒီ podcast တွေမှာပါတဲ့စာသားအကုန်လုံးကိုအနှစ်ချုပ်တဲ့အပြင်ကိုသူမိကွန်းတစ်ကြောင်းအဖြေတစ်ကြောင်းမှထည့်ပြီးတယ်ကျွန်တော်အရင်တော့ဆိုရင်အနှစ်ချုပ်တဲ့ဥစ္စာတွေကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့အနှစ်ချုပ်တဲ့အရာတွေအဓိကသူတို့ဒီ podcast တစ်ပုဒ်လုံးနားထောင်မယ်ဆိုရင်ရခဲ့တဲ့အနှစ်တာတာတွေကိုတော့ကျွန်တော်မသိရဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့ podcast တစ်ပုဒ်လုံးအတွက် podcast တစ်ပုဒ်လုံးနားမထောင်လိုက်ရတဲ့သူတွေအတွက်ကိုကျွန်တော်အဓိကစီစဉ်ပေးထားတာပေါ့အဲ့တော့ကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်အောင်ကျွန်တော်အခုလက်ရှိကျွန်တော်လုပ်ထားတဲ့ဒီ prompt လေးကိုလည်းကျွန်တော်ပြမယ်နောက်ဘယ်လိုတွေလုပ်ရလဲဘယ်လိုတွေအဆင့်ဆင့်ကိုကျွန်တော်နည်းရှင်းပြပေးမယ်ပေါ့ okay ဒီမှာဆိုရင်ကျွန်တော်လုပ်ထားတဲ့ podcast လေးကိုဒါကျွန်တော်ရဲ့ prompt လေးပေါ့ okay ဒီမှာဆိုတော့ကျွန်တော်ဒီအဓိကကျွန်တော်သိချင်လို့သူ့ကိုစပြီးမေးခွန်းလေးတွေမေးတယ်အခုလက်ရှိကတော့ဒီ AI နေပေါ်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့သိထားမှာတကူက AI တွေကိုကျွန်တော်တို့ဒီမေးခွန်းများများမေးတတ်လေကျွန်တော်တို့ခေါင်းနဲ့ idea စဉ်းစားပြီးမေးခွန်းကောင်းကောင်းလေးတွေမေးတတ်လေသူကအဖြေကောင်းကောင်းထွက်လေတယ်ဥပမာနဲ့ကျွန်တော်တို့သူစာရေးပေးပါလို့မေးမဲ့အစားကိုကဘာလို့ချင်တယ်ဘာအတွက်ကြောင့်ဒီဟာစာလို့ချင်တာကိုကဘယ်သူကိုဒီစာကြောင့်ဘာမှနားမလဲဘူးအဲ့လိုမျိုးတီးရတိတိကျကျတေချာရှင်းလင်းဆိုပြောပြမယ်ဆိုရင်သူကပိုကောင်းတဲ့အဖြေကျွန်တော်တို့ပိုတော့ထုတ်ပေးလိုက်မှာဖြစ်တယ်okay ဦးစင်တော့ကျွန်တော်မစပြီကျွန်တော်မေးထားတာကျွန်တော်ဒီနားမလဲလို့ကျွန်တော်အသေးစိတ်မေးတယ်အခုလက်ရှိဒီ AI နေရဲ့အားသာချက်ကလက်ရှိ AI နေကဗမာလူပါကောင်းကောင်းလေးဖြေနိုင်ပြီးမေးရင်လည်းကောင်းကောင်းလေးနားလည်တဲ့အတွက်ကျွန်တော်တို့တော်တော်လေးမှအဆင်ပြေတယ်ပေါ့ okay ဒါကျွန်တော်ဒီမှာထုတ်တာကျွန်တော်ဆိုရင်ကျွန်တော်အရင်တော့ summarize တွေကျွန်တော်အများကြီးထုတ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒါတွေကသိအဆင်ပြေလားဆိုတော့ပြီးတော့ပြီးဒါပေမဲ့အဓိကအချက်လေးလွတ်သွားတယ်ပေါ့အဲ့တော့ကျွန်တော်ဆိုရင်ဒါကျွန်တော်မေးခွန်းနဲ့အဖြေနဲ့ကိုကျွန်တော်ထုတ်ပေးထားတာဒီမှာဆိုတော့ကျွန်တော် rules တွေပါကျွန်တော်ဘာမှမလုပ်ဘူးဒါကျွန်တော်သိချင်တဲ့အရာလေးကိုသူ့ကိုပြော AI အကုန်လုံးပြီးလိုက်တယ်အဲ့တော့ AI ကနေကျွန်တော်ကို prompt ထည့်ပြီးတယ်ကိုကလူချင်တဲ့အရာလေးရှိရင် AI မင်းငါ့ကိုဒါလေးချက်ပြတ်ပြင်ပြီးမင်းကြံပေးတာကောင်းတယ်အဲ့လိုမျိုးကျွန်တော်မေးခွန်းလေးတွေသူမေးတဲ့ဥစ္စာလေးတွေလိုအပ်တဲ့ချက်လေးတွေကိုပြန်ပြီးတော့မေးခွန်းပြီးပြန်ထည့်ခိုင်းတယ်ပြီးကျွန်တော် prompt ကိုအကုန်လုံးပြန်ရေးခိုင်းတယ်အဲ့တော့ကျွန်တော်ကမှ prompt ဘာမှလို့ကျွန်တော်ရေးပြီးတယ်အဲ့ prompt ဘယ်လိုမျိုးဒီ jam တစ်ခုတိစောက်ရမလဲဆိုတော့ကျွန်တော်အသေးစိတ်သူရှင်းပြပေးတာလေပေါ့နောက်လက်ရှိ Google ကထုတ်တဲ့ Gemini ဆိုတာဗမာစာတော်တော်လေးကောင်းကောင်းတက်တယ်တခြားဒီ ChatGPT တို့နောက် Cloud တို့ဒါကြီးလည်းကောင်းပါတယ်ဒါပေမဲ့လက်ရှိတော့ကျွန်တော်တို့ဒီမြန်မာစာမှာကျွန်တော်အတွက်အကောင်းဆုံးကတော့ Gemini ပေါ့ကျွန်တော် Gemini ကိုကျွန်တော် Pro version ကျွန်တော်ဝယ်သုံးတယ် okay ကျွန်တော်အခုလက်ရှိဒီ prompt ကိုကျွန်တော်ဘယ်လိုမျိုးအသေးစိတ်ထည့်ရလဲပြပေးမယ် okay ကျွန်တော်အခု jam တိစောက်လိုက်ပြီပေါ့ jam တိစောက်ဖို့ဆိုရင်ကျွန်တော်တို့ဒီအခုလက်ရှိဒီ Gemini နဲ့ကိုဝင်လိုက်ပေါ့ဥတော့ကျွန်တော်ဝင်ထားတာဖြစ်တဲ့အတွက်ခါဒီကျွန်တော်အရင်ဆုံးကျွန်တော်တို့ဒီ Gemini နဲ့ကိုကျွန်တော်စဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုမျိုးပုံစံပေါ်လာမှာဒါကကျွန်တော်ဒီကျွန်တော်ရဲ့ဒီဟာပေါ့ကျွန်တော်ရဲ့ဒီ PC မှာပြတာပေါ့လူချင်းမျိုးဖုန်းထဲမှာလုပ်လို့လည်းရတယ်ဒါပေမဲ့ဖုန်းထဲမှာလုပ်ရင်တော့ကျွန်တော်မရတာအများတယ်တချို့တော့ကွန်ပျူတာတွေပါရှိနေပိုတော့မကောင်းတာပေါ့ဖုန်းထဲမှာလုပ်ရင်ကျွန်တော်တို့ဒီ website ထဲသွားရမယ် website ထဲကနေပြီးတော့ကျွန်တော်ဒီ desktop မှုကိုပြန်ပြောင်းရမယ်ပေါ့လက်ရှိတော့ကျွန်တော်တို့ကွန်ပျူတာနဲ့လုပ်ပြနေတာကျွန်တော်တို့အခုလက်ရှိတဲ့ Google Gemini နဲ့ဝင်လိုက်ပြီးကျွန်တော်တို့ဒီမျိုးပေါ်လာပြီပေါ့အဲ့ဒီနေ့ကျွန်တော်တို့ဒီတပတ်တော့ကညောင်း3ချောင်းလေးကျွန်တော်နှိပ်မယ်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာမေးထားတဲ့မေးခွန်းလေးတွေကျွန်တော်တို့စောက်ထားတဲ့ jam လေးတွေဒါတွေပါအကုန်ရှိမယ်အဲ့ဒီနေ့မှာကျွန်တော်ဒီ jam ဆိုတဲ့အရာလေးကျွန်တော်နှိပ်လိုက်မှာပေါ့ကျွန်တော်တို့အခုနကယူထားတဲ့ကျွန်တော်တို့ရဲ့ဒီ jam လေးပေါ့ကျွန်တော် prompt ထုတ်တာရှိတယ်ဒီမှာကျွန်တော်ဒီ jam လေးအများကြီးကျွန်တော်တိစောက်ထားတယ်ကျွန်တော်တို့အဆင်ပြေတာလေးရှိတယ်တချို့အဆင်မပြေတာလေးရှိတယ်ပေါ့ okay ဒီမှာဒါဆိုကျွန်တော်တိစောက်ပြီးပါပြီအဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးအသေးစိတ်ပြန်တိစောက်တာလဲပြန်ပြပေးမယ် okay ကျွန်တော်ပထမဆုံးကျွန်တော်တို့ဒီ jam new jam ဆိုကျွန်တော် jam တစ်ခုတိစောက်မှာပေါ့ jam လေးဝင်လိုက်မယ် okay ကျွန်တော်တို့ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာဒီကိုယ့်ရဲ့ jam ကိုနာမည်ပါပေးမှာလဲ description ပါထည့်မှာလဲကိုယ့် jam ကိုဒီမှာဘာလုပ်ခိုင်းမှာလဲဆိုတော့အဓိကဒီမှာမင်းရမှာပေါ့okay ဒီမှာဆိုရင်ကျွန်တော်အခုကျွန်တော် jam ကိုကျွန်တော် copy တက်ယူလိုက်မယ်ဒါကျွန်တော်အကုန်ပြီးသွားပြီအဲ့တော့ကျွန်တော်ဒီ jam ကို copy တက်ယူလိုက်မယ် okay ဒီမှာ copy လိုက်ပြီပေါ့ copy ပြီးသွားပြီဆိုရင်ကျွန်တော်အသေးစိတ်ပြန်လုပ်ပြပါကျွန်တော်ရှိမှာ jam ကဒီ prompt ကိုလည်းကျွန်တော် comment မှာမှတ်ပေးထားမယ်ထည့်ပြီးပါပြီပေါ့ okay ကျွန်တော်ဒီမှာ jam name ပေါ့အရင်ဆုံးကျွန်တော် jam name ကိုတစ်ခုခုပေးမယ်ပေါ့
ရင်တော့ကျွန်တော် channel ကိုပါလုပ်ပြီးမှဆိုတော့ကျွန်တော်ဒီယူထားတဲ့ prompt ကိုကျွန်တော်ဒီမှာအသေးစိတ်အကုန်လုံးသူရေးပေးထားတယ်ကိုကထည့်နေတာရှိရင်လည်းငါ့ကိုဘေးချက်ကိုပြန်ထည့်ပေးပါသူပြောရင်သူကပြန်ပြီးထည့်ပေးတယ်ပေါ့ okay ဒီမှာကျွန်တော် podcast name လေးပါရှိတယ်ပေါ့ကျွန်တော်ကျွမ်းဆက်ရှိဦးရှိမှာပေါ့ okay ဒါလေးကျွန်တော် copy လိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီနာမည်နေရာမှာပြန်ထည့်မယ်ပေါ့ okay ဒါဆိုတော့ကျွန်တော်တို့ဒီ podcast တဲ့ဒီနာမည်ပေးပြီးသွားပြီသူဘာခိုင်းမလဲဆိုတော့ပြောပြီးသွားပြီပေါ့အဓိကကိုရှိမှဒီ folder file တွေရှိတယ်ဘာဒီပေါ့ file တွေရှိတယ်နောက်ကိုရင်ကကိုသုံးခဲ့တာတွေရှိတယ်ဆိုရင်တော့ပြန်ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မထည့်တော့ဘူး okay ဒါဆိုရင်ကျွန်တော်တို့မှာ save လုပ်လိုက်မယ် okay save လုပ်လိုက်ဆိုကျွန်တော်တို့မှာစသုံးမလားဒါမှမဟုတ်နောက်တစ်ယောက် share ပေးမလားဆိုကျွန်တော်မေးတော့ဦးကျွန်တော်စသုံးဒါလက်ရှိကျွန်တော်စသုံးကြပါပေါ့ okay ဒါဆိုတော့ကျွန်တော်တို့ဒီမှာဒီ podcast ကို join session နဲ့ summarize လုပ်ပေးမယ်ဒီ jam လေးတစ်ခုတိစောက်ပြရပြီပေါ့ okay ပြောဆိုကျွန်တော်ဒီလက်ရှိ YouTube မှာကျွန်တော် podcast လေးတွေကျွန်တော်တွားပြီးတော့တွားယူလိုက်ပါပေါ့ဒီ podcast ယူရမယ် okay ဒီမှာ Ryan Holiday နဲ့ဒီ Joe Rogan ရဲ့ဒီ podcast လေးရှိတယ်ပေါ့ okay ကျွန်တော်ဒီ podcast ကိုကျွန်တော်ယူလိုက်မယ်ဘယ်လိုမျိုးယူရမလဲဒီဘယ်လိုမျိုးမေးရမလဲဆိုတော့ကျွန်တော်ဒီမှာအသေးစိတ်ပြပြပေးမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရင်တော့ကျွန်တော်ဒီလိုမျိုး podcast တွေနားထောင်ကြည့်နေဆိုရင်လည်းကျွန်တော်နားထောင်မှုအခက်အခဲတွေရှိတယ်ဗျအဲ့ဒီတော့ကျွန်တော်ဘယ်လိုမျိုးယူရမလဲဗာလဲဆိုအကုန်လုံးပြပြပေးမယ်podcast တွေဝင်လိုက်ပြီပေါ့ podcast တွေကျွန်တော်ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာဒီ Gemini နဲ့ကိုကဝယ်ထားတယ်ဆိုရင်ကျွန်တော်ဒီမှာမေးခွန်းလေးတွေစတယ်ဒီမှာတန်းပြီးတော့မေးလို့ရတယ်ဒီမှာမေးခွန်းလေးတွေမေးလို့ရတယ်ဒီမှာမမေးရင်ကျွန်တော်တို့ဒီမှာ notebook alert မရှိလို့ဆိုရင် notebook alert နဲ့မှာတွားပြီးတော့ကျွန်တော်ဒီတပုတ်ချင်းတွေ AC သေးစိတ်မေးလို့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့လိုမေးတာတက်ကျွန်တော်ဒီ Jam နဲ့တိစောက်ပြီးတော့ကျွန်တော်တွားတော့ပို့ပြီးတော့ကျွန်တော်အဆင်ပြေကျွန်တော်တို့ပို့ပြီးအဆင်ပြေတယ်ပေါ့အဲ့တော့ဒီလက်ရှိ tissue နေသူတွေလည်းကျွန်တော်လိုမျိုးခက်ခဲရှိတဲ့သူတွေအတွက်အဆင်ပြေအောင်ကျွန်တော်လုပ်ပေးထားတာပေါ့ okay ဒီမှာဆိုကျွန်တော်အရင်ဆုံးကျွန်တော်ဒီ transcript ယူတဲ့ show ဒီ YouTube ထဲဝင်လိုက်ပြီဆိုတာနဲ့ဒီမှာ transcript ဆိုတာရှိတယ်ဗျအဲ့ transcript ကိုနေပြီးယူလဲရတယ်ဒါပေမဲ့အများချို့နေရာတွေမှာဒီလို transcript ကမရှိတော့ဘူးဗျအဲ့လိုညကျွန်တော်ဘယ်လိုလုပ်မလဲဆိုကျွန်တော်ဒီ description ရှိတယ်အဲ့ description နဲ့ဝင်လိုက်မယ်description နဲ့အောက်ကိုဆွဲမယ်ဆိုရင်ဒီအောက်ဆုံးသားလေးမှာဒီ show transcript ဆိုတာရှိတယ်ဗျအဲ့ show transcript ဆိုတာလေးကိုနှိပ်လိုက်ပေးပါ okay ကျွန်တော်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီဘက်ညာဘက်ထောက်ပါဒီမှာလင်းနေပြီပေါ့ okay အဲ့မှာကျွန်တော် transcript တွေပေါ်လာလိမ့်မယ် okay ဒါဆိုဒီမှာသူဒီ second လိုက်ပေါ့ဘယ်နှ second မှာဘယ်လိုရှင်းလာလဲဘယ်နှ second မှာဘာတွေပြောလဲဆိုအကုန်လုံးသာပြီပေါ့ okay ဒါဆိုရင်ခဏလေး okay ဒီမှာဆိုရင်တို့ဒီမှာ transcript မှာလာပြီဒါပြကျွန်တော်ဒီစာသားတွေအကုန်လုံးကျွန်တော် copy ဝါမယ်ပေါ့အတိကဒီ copy မယူဘဲနဲ့ link copy ယူပြီးတော့ဟိုမှာတစ်ထည့်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့တစ်ခါကျရင် link တွေကမှားတတ်တယ်ဗျမှားတော့ကိုကဗီဒီယိုတစ်ပုတ်ထည့်လိုက်တယ်ဒါပေမဲ့တခြားဗီဒီယိုကြီးတခြားရဲ့ link ကြီးတော်တော်ပြီးချိတ်နေတယ်ဗျအဲ့တော့အဲ့ link error တွေလည်းပါတယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာဟိုလိုရှိကျွန်တော် copy ယူလိုက်မယ် okay ဒီစာသားတွေအကုန်လုံး copy ယူလိုက်ပေါ့စာသားအကုန်လုံး copy ယူလိုက်မယ် okay copy ယူလိုက်ပြီဆက်လက်မှတ်ပြီးတော့ကျွန်တော်တို့မှာအကုန်လုံး copy ယူလိုက်ပေါ့ဒီ transcript ကိုဘယ်မှာယူရမလဲဆိုရင်ဒီမှာလည်းရှိတယ်တကယ်လို့ဒီမှာမရှိခဲ့ဆို description နဲ့ဝင်လိုက်အောက်နဲ့ဆွဲလိုက်ပြီးအောက်ဆုံးသားလေးအပေါ်လုံးမှာ transcript ဆိုတာရှိတယ်အဲ့မှာ transcript ယူလို့ရတယ်အဓိက transcript ယူလဲဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဟိုသူတို့ဒီစကားပြောတဲ့စာသားတွေအကုန်ဖြစ်တဲ့အတွက်အကုန်လုံးအတိအကျတွေအကုန်လုံးပါမယ်okay ကျွန်တော် transcript ယူပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘယ် Gemini နဲ့ပြန်သွားမယ် okay ဒီမှာကျွန်တော်ဒီမှာဦးနာကြီးကျွန်တော်လောက်ထားတဲ့ jam တစ်ခုရှိတယ်အဲ့ jam နဲ့မှာကျွန်တော်ဦးနာယူထားတဲ့ script ကိုအကုန်လုံးပြန်ထည့်လိုက် paste လုပ်လိုက် okay ဒီမှာကျွန်တော် paste အကုန်လုံးရပါပြီ paste ရပါပြီဆိုတော့အမှလုပ်ရမျိုးကျွန်တော်ဒီမှာ submit လုပ်လိုက်အောင်မယ် okay ခဏလေးဆောက်တာနဲ့ကျွန်တော်ဒီစာသားရလိမ့်မယ်ဒီမှာကျွန်တော်တို့မှာ first name မိတာလား first name မမေးကြည့်မယ် pro thinking နဲ့ပါလို့မေးလို့လည်းရတယ်ဒါပေမဲ့ပို့တော့ကောင်းတယ်ပေါ့ဒါပေမဲ့ဒီကောင်လေးက limit တော့ရှိတယ်ပေါ့ okay ဒီမှာဆိုရင်ကျွန်တော်သူကဒီမှာ transcript ကအရင်ရှိတယ်သူအဲ့အချက်လက်တွေမြတ်တော့သူက part 1 part 2လို့ပြီးတော့သူကတစ်ခုချင်းတင်ပြပေးပေါ့ဟိုလည်းရှိတော့ part 1ပေါ့ okay ဒီမှာဆိုရင်သူတို့ဒီပြောခဲ့တဲ့မိကုန်းတစ်ခုချင်းစီတိုင်းကိုဖြည့်ခဲ့တဲ့အဖြေလေးတွေပါတကယ်တွဲရက်လေးတွေလာပြီဒါဆိုရင်ကျွန်တော် podcast နားမထောင်မင်းနဲ့
focus နားထောင်လို့ဒီ English နဲ့ပတ်သက်ပြီးအဆင်ပြေကြတယ်ဖြစ်တဲ့အတွက်ကျွန်တော်ပမာလို့ရတယ် okay ဒီမှာဆိုရင်ဒါဒီဆက်လုပ်ပါဦးပထမဒီ focus ဖတ်လို့ပြပါပြီအဲ့တော့ကျွန်တော်ဒီမှာဒီပတ်တူလေးလုပ်ပြီးတော့ okay ဆန်နေလည်းပြီးဆိုရင်တော့ဒီမှာပတ်တူလေးဒီမှာလုပ်ပြီးမယ် okay ဒါဆိုရင်တော့ကျွန်တော်ဒီလက်ရှိဒီ focus တပုံလုံးကိုတော့ပမာလိုပတ်ပြန်ပြလိုက်တာပေါ့ကျွန်တော်တို့ဒါပေမဲ့ဒီမှာတော့နည်းနည်းအနှစ်ချုပ်တာတယ်သူတစ်ခုချင်းစီလိုက်မြည်ပြတာဟုတ်ဒါပေမဲ့ဒါ focus တပုံလုံးကိုဒီအင်္ဂလိပ်နားမလို့မနားထောင်ဆိုရင်မဖြစ်အောင်ကျွန်တော်တို့လက်ရှိလုပ်ပြထားတဲ့ပုံစံလေးနဲ့ဖတ်လိုက်ပြီဆိုရင်ကျွန်တော်ဒီ focus မှာပေးတဲ့နှစ်တာတွေအကုန်လုံးရရှိပါမယ်ဆိုတော့နှွှဲနေပါတယ် okay ဒီလေးကိုအဆုံးပြုလို့ဖြစ်သူများတင်ပါ